မှာတော့လေထော်လပတ်ခေါင်းလျှော့ရဲ့အတွင်းအော်ဒါလေးတွေထည့်နေတဲ့ချင်းဖြစ်ပါတယ်ဒီထော်လပတ်ခေါင်းလျှော့ရဲ့ကဘယ်လိုလူတွေတုံးပြတဲ့လဲဆိုရင်စပင်ပေါ်တော့အများအားကြော့တဲ့စပင်လေးတွေပေါ်တော့ဖြူတယ်ဥယျာဉ်ပြားတွေရားရမ်းတယ်ပေါက်ထားတယ်ပြီးရပေါ်တော့စပင်လေးကိုအမြဲတမ်းပေါ်တော့ကောက်တာဖြောက်တာအမြဲတမ်းလှုပ်တဲ့သူတွေစပင်လောကပစ္စည်းနေတဲ့သူတွေပြီးဥယျာဉ်ပြားမှာအမြဲတမ်းပေါ်တော့အစီတွေထွက်ပြီးပေါ်စီကက်ကက်ဖြစ်နေတဲ့သူတွေအတွက်အသုံးပြုလို့ရတယ်ထော်လပတ်ခေါင်းလျှော့ရည်လေးဖြစ်ပါတယ်အတိတ်ရဲ့ကြောင့်စပစ်ကြော့တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မျိုးရိုးဗီဇကြောင့်စပစ်ကြော့တာပဲဖြစ်ဖြစ်ကိုကကိုယ့်ရဲ့စပစ်ကိုပေါ့နော်ရေရှည်ထိတ်သိပ်ဖို့လည်းလိုအပ်ပါတယ်ဒီဆိုတာလေတရက်တည်းနဲ့ထိတ်သိပ်လို့မရပါဘူးတက်တက်တာထိတ်သိပ်ဖို့လည်းလိုအပ်ပါတယ်ဒီမိသားစုနဲ့ဖြစ်စီကိုယ့်ရဲ့တငယ်ချင်းတွေနဲ့စုပြီးဖြစ်စီငါဘူးယူုံနဲ့ကိုယ်စလက်စီရမှာဖြစ်ပါတယ်ဒီထုကိုလေးတွေကိုမာယူချင်တဲ့ဆိုရင်တော့ Viber နံပါတ်ဖြစ်တဲ့3995361911ကိုစစ်တော်မှာယူလို့ရပါပြီရှင်အမျိုးတွဲဆိုရင်တော့အယောင်ငွေကြည့်လို့ရပါတယ်။နေကောက်ဆိုရင်တော့ငွေတော့ကျူလို့ရပါမယ်ရှင်။